Hello အားလုံးပဲမင်္ဂလာပါဒီနေ့မမိုက်ကထမင်းတုပ်လေးတုပ်စားပြမှာပဲဖြစ်ပါတယ်ဒါကတော့ပဝင်ပစ္စည်းတစ်ခုချင်းစီကိုပြထားတာပါရှင်ပဝင်ပစ္စည်းတွေကိုကြည့်ပြီးတော့လိုက်ပြီးတော့တုပ်စားလို့ရပါတယ်နော်မမဤကလှဲတန်းဦးထွန်းလင်းချန်လန်းနေရပါတော့ထမင်းတုပ်လေးကိုအရန်လွှမ်းနေလို့အခုကိုပါကိုတုပ်စားဖြစ်တာပါအဲ့ဒီဆိုင်လေးရတော့ပေါ့နော်ပိတ်သွားတာကြာပြီမမကြီးတို့အရင်အလုပ်လုပ်နေတဲ့ရပေါ့နော်အများနဲ့စားဖြစ်ခဲ့တဲ့ဆိုင်လေးပါတအားလဲစားလို့ကောင်းတယ်ပေါ့နော်သူဆိုင်ကဘာပဲရောင်းရောင်းအရန်စားလို့ကောင်းပါတယ်အခုတော့သူဆိုင်လေးကပိတ်သွားပြီဆိုတော့သူ့ရဲ့လက်ရလေးကိုလွှမ်းလို့အလွမ်းပြေလေးတုပ်စားဖြစ်တာပါမမကြီးကိုတုပ်စားပေးမယ်လေအဲ့ဒီဆိုင်ရဲ့လက်ရောက်လုံးဝမမီပါဘူးရှင်ဒါပေမဲ့တက်နိုင်သမျှတော့ပေါ့နော်အကောင်းဆုံးကြိုးစားပြီးတုပ်ထားပါတယ်ပဝင်ပစ္စည်းတစ်ခုချင်းစီကိုထည့်ပြီးတော့နေလိုက်ပါတယ်เนาะအရသာလေးနှံသွားအောင်လို့ပြီးရင်တမယာသီးလေးနည်းနည်းလေးညှစ်လိုက်တယ်ပေါ့เนาะအချင်းလေးလိုနေတာနဲ့အခုဆိုရင်တော့ထပ်ပြီးတော့နေပြီးလိုက်ပါတယ်အခုဆိုရင်တော့အာလူးလေးပါရတဲ့ကြောင့်ပေါ့เนาะထမင်းတုပ်လေးစီစီပိုင်ပိုင်လေးနဲ့အရန်စားလို့ကောင်းတဲ့ထမင်းတုပ်လေးရပါပြီရှင်မမကြီးရဲ့ဒီ friend နေတဲ့မှာလဲဦးထွန်းလင်း channel နေရပါတော့ထမင်းတုပ်ကိုလွမ်းတဲ့သူများရှိခဲ့လို့ရှင်လဲ comment မှာရေးပေးခဲ့ကြပါအောင်เนาะခုတော့မမကြီးကထမင်းတုပ်လေးစားလိုက်ပါအောင်မယ်ရှင်ဒါကတော့ဦးထွန်းလင်း channel လေးရပါတော့ထမင်းတုပ်လေးရဲ့ style လေးပါဂေါ်ဘီလေးကိုလည်းတော့ဘေးနားမှာပေါ့နော်အဲ့လိုအသားလေးဖြူပေးထားတဲ့မြေပဲဆန်လေးနဲ့အဲ့လိုကျွတ်သွန်ဖြူနေလေးနဲ့သူ့ရဲ့ပုံစံလေးတိုင်းလိုက်ပြီးလုပ်ထားတာပါရှင်စားကြပါအောင်နော်